အားလုံးပဲမင်္ဂလာပါသင်တန်းမှာမေးထားတဲ့ထဲမှာတစ်ခုပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့မိရတာလမ်း shape ပိုင်းလေးထည့်ထားပါတယ် OpenStreetMap shape ပိုင်းလေးပါအဲ့တော့ဒီမှာသူ့ရဲ့သက်ဆိုင်ရာယထာလမ်းပုံစံလေးပေါ့နော်ဘယ်လိုမျိုးပြောင်းလဲမဲ့ဆိုတာလေးပြသပေးသွားပါမယ်အဲ့တော့ကျွန်တော်တို့ layer မှာ right click ထောက်ပြီးတော့ layer property သွားပါမယ်အဲ့တော့ layer property သွားရင်ဒီမှာ single symbol ရွေးထားပါတယ်အဲ့တော့ line ရှိပါတယ်symbol line ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်မှာသွားပြီးချင်းလို့ရလဲဆိုရင်ဒီ line ကိုတစ်ချက်ထောက်လိုက်ပါထောက်ပြီးသွားရင်ဒီမှာ filter symbol မှာသက်ဆိုင်ရာပေါ့နော်သူ့ရဲ့ symbol လေးတွေအများကြီးရှိပါလိမ့်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒါကပြီးရထားလမ်းဆိုရင်topo railway ပေါ့နော်အဲ့တော့ဒါလေးကိုကျွန်တော်တို့ကရွေးလိုက် select လုပ်ပြီးတော့ apply လုပ်လိုက်ရင်ရပါတယ်အဲ့ဒါဆိုရင်သူကဒီအောက်မှာပြီးရထားလမ်းပုံစံလေးပြောင်းလဲတော့တွေ့ရပါလိမ့်မယ်အဲ့တော့ပြီးတော့မှဒီ width တွေပေါ့နော်ဒါလေးတွေကိုလိုက်ပြီးတော့ကိုက adjust လိုက်လို့ရပါတယ်ဟုတ်ပြီအဲ့ဆိုဒီမှာကျွန်တော်တို့ဒီမှာခုနက U line ကနေပြီးတော့ချက်ကြည့်လိုက်မယ်ဆိုရင်တော့မိရထားလမ်းလေးပြောင်းလဲသွားပြီးတွေ့ရမှာဖြစ်ပါလိမ့်မယ်အဲ့တော့ဒီလိုနည်းနဲ့ကျွန်တော်တို့က symbol တွေကိုသူ့ရဲ့သက်ဆိုင်ရာ data set like ပြောင်းလဲပြီးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ